ညနေစည်းစာအလှကိုကျုပ်တို့ကြီးလက်ဒေတာကအပြည့်အဝခံစားရတယ်ဗျမြို့တွေမှာညနေရောက်တော့လဲကားတွေရဲ့ဟွန်တီတန်တွေနဲ့ညနေရဲ့နေဝင်အလှကိုအပြည့်အဝခံစားနိုင်မယ်မထင်ဘူးဗျကျုံနဲ့ရဲရင်ကရွာမှာနွားချောင်းသားတွေလို့ဆိုရမှာပေါ့မနေ့ခင်းတစ်ခါကြောင်းညနေတစ်ခါကြောင်းပေါ့ဗျာကြံတဲ့အချိန်တွေကတော့နေခင်းဆိုရင်အိမ်မှာထင်းခွဲတောက်ရည်အတွက်ရေတွင်းကိုသွားရေငင်ပြီးရေထမ်းပေးရတာပေါ့ညဆိုရင်တော့ဟိုအကြောင်းဒီအကြောင်းရဲရင်နဲ့ပြောနေကြပေါ့ဝိုင်းစီအိမ်မှာတင်ရေချိုးမှလားကွာငါနဲ့လိုက်အောင်မလားငါကရေတွင်းသွားချိုးမလို့ကွာကိုလူမင်းအချိန်ကိုကြည်အောင်ဟာညနေ6 နာရီတောင်ထိုးပြီမှောင်နေပြီကွာကျုပ်တို့ရွာမှာလျှက်စစ်မီးဆိုတာမရှိသေးဘူးရွာတောင်ဘက်ကဘုံကြီးကျောင်းကစေတနာနဲ့တလန်းကို3 တိုင်လောက်မီးဆက်မောင်းပြီးလျှက်စစ်မီးပေးတယ်ဒီမီးတိုင်3 တိုင်ကလည်းမီးချောင်းတွေမဟုတ်ဘူးမီးလုံးတွေဆိုတော့မိမ့်လေးတွေပေါ့တယောက်နဲ့တယောက်တဲကွဲကွဲမြင်ရတာမဟုတ်ဘူးလင်းယုံလောက်တာရှိတာဝိုင်းစီမင်းကလည်းဓာမီကြီးရှိနေတာကွာအေးကွာလိုက်ခဲ့မယ်ဒါနဲ့ဘယ်တွင်းသွားချိုးမှလဲကွာရွာမြောက်ပိုင်းကဖုန်ကြီးကျောင်းမှာတွင်းသစ်တူးထားတာမကြသေးဘူးလေငါကောင်ရအတွင်းကအေးတယ်လို့ပြောတယ်ကွာအေးဒါဆိုလဲအိမ်ရောက်တာနဲ့အဝတ်တွေယူရေပုံးယူပြီးစောင့်နေမယ်မင်းလာခဲ့ဟုတ်ပြီလားရဲရင်ကတော့အေးလို့ပြောပြီးသူ့အိမ်အရင်ရောက်ပြီဆိုတော့နွားတွေအိမ်ထဲသွင်းတာပေါ့ကျုပ်အိမ်နဲ့2 အိမ်ကျော်လေးလောက်ပဲကျုပ်လည်းအိမ်ရောက်တော့နွားတွေကိုကျိုးနဲ့ချီဝိစားတွေယူရေငင်ဖို့ပုံးယူဆက်ပြလေးယူပြီးစောင့်နေတာပေါ့ခဏအကြာတော့ရဲရင်ရောက်လာပြီးရေတွင်းကို2 ယောက်သားဓာမီလေးနဲ့ခြေလျင်သွားတာပေါ့ရေတွင်းရောက်တော့အေးတာကွာငါဖြင့်တဏီကုံပူအိုက်နေတာကြီးလန်းဆန်းသွားတာပဲကွာအေးကွာရေတွေကအေးပြီးချိုးလို့ကောင်းတယ်ဒီတွင်းကရေတွေကတိတ်အေးတာကျုပ်ဖြင့်အေးလုံးလို့ဆက်မချိုးနိုင်ပဲအပူပါလာတဲ့ပစိုးလေးနဲ့ခြုံပြီးပစိုးအစိုးကိုချွတ်ဘောင်းမီလေးဝတ်ပြီးရဲရင်ရေချိုးအပြီးကိုစောင့်နေတာပေါ့အပြန်ကြတော့ကျုပ်တို့2 ယောက်စကားတွေဟိုပြောဒီပြောရင်လည်းတရေအကြောင်းတွေပါလာရောဗျကျုပ်ကလည်းတရေအကြောင်းတွေတိတ်ဝါသနာပါတာဆက်စုမဲ့နေရာမှာဆိုရင်ထိတ်ဆုံးကပဲပြုတ်မင်းကိုပြောရအောင်မဲကွာလွန်ခဲ့တဲ့9 နှစ်ကတို့နေတဲ့အရက်ရှေ့ပိုင်းကအပြိုကြီးမနှစ်ပွင့်ကိုသိတယ်မလားသိတာပေါ့ကွာအဲ့ဒီအမကြီးဆုံးသွားတာငါဖြင့်စိတ်မကောင်းလိုက်တာရဲရင်ရာအေးအဲ့ဒီအပြိုကြီးဘာကြောင့်ဆုံးလဲသိလားရေတွင်းရေသွားချိုးတာမွေပေါက်လို့ဆိုကွာအဲ့ဒါတကယ်မဟုတ်ဘူးသူတေရတဲ့အကြောင်းရင်းကိုငါတေချာမသိပေမဲ့အဲ့ဒီရေတွင်းကိုလာချိုးတဲ့သူတိုင်းကိုရေတွင်းထဲဆွဲခေါ်တယ်လို့ပြောတယ်ကွာမဟုတ်ရင်တွန်းချတယ်အစိုးဆုံးကအဲ့တွင်းကိုလာတဲ့သူတိုင်းပြန်လန်းမရှိကြဘူးလေကွာဟင်ဖြစ်နိုင်ပါမလားငါဖြင့်မကြားမိပါဘူးမင်းဘလို့သိတော့ငါလဲသူများပြောတာကြားတာပါကွာတေချာတော့မသိဘူးစကားတပြောနဲ့အိမ်ကိုအရောက်လာခဲ့တာပေါ့ကျုပ်ကတော့ထမင်းလေးစားပြီးအဲ့ဒီရေတွင်းအကြောင်းကိုစဉ်းစားနေတာပေါ့တကယ်6 လားမ6 လားဆိုတာတိတ်သိကျင်တာဗျလွန်ခဲ့တဲ့9 နှစ်ကတေသွားတာဆိုတော့အခုချိန်ထိမကြောက်မလော့ဖြစ်နေတာများလားရဲရင်ပြောသလိုတကယ်များလားကျုပ်ကတော့တောင်တွေးမြောက်တွေးနဲ့အိပ်ပျော်သွားတာပေါ့မနေ့ရောက်တော့ကျုပ်တောင်ဝင်အရာနွားတွေလှုပ်ရပြီပေါ့ရဲရင်ကိုဝင်ခေါ်ရင်းနဲ့ရွာအပြင်ကိုနွားကြောင်ထွက်လာခဲ့ကြတာပေါ့အဲ့ဒီရေတွင်းမှာတရေ6 ခံရတဲ့သူတွေအကုန်သေးတာပဲလားကွာငါအထင်ကတော့လူတွေလျှောက်ပြောကြတာလည်းဖြစ်နိုင်တယ်ကွာအဲ့ဒီရေတွင်းကရွာပြင်ဘက်ကလေတော်တော်လေးဝေးတယ်6 လားမ6 လားကတော့ငါလဲရွာအပြင်မရောက်တာကြတော့ဘယ်သိပါမလဲငါကောင်ရအေးကွာလူတွေကလည်းသိချာမသိပဲနဲ့များပြောကြတယ်ကွာဒါပေမဲ့ငါတော့စိတ်ဝင်စားတယ်ကွာငါတို့ညနေအဲ့ဒီတွင်သွားချိုးရအောင်ဟာတကယ်6 ရင်ငါတို့သေးကုန်မယ်ဟာငါမသွားရဘူးလိုက်ခဲ့ပါကွာငါစိတ်ဝင်စားလို့ပါကျုပ်ကတော့အတင်းကိုခေါ်နေတော့တာနောက်ဆုံးရဲရင်လဲလိုက်မယ်လို့ပြောတော့ကျုပ်ဖြစ်တိတ်ပြောတာပဲကျုပ်ကစက်ကလည်းဆက်စုချင်းကြောက်ကလည်းကြောက်နေကျုပ်တို့ညနေရောက်တော့အိမ်ပြန်ကြတာပေါ့8 နာရီမှသွားမယ်ဟဲ့စင်သစ်လှုပ်ထားဒီတစ်ခါငါလာခေါ်မယ်ရဲရင်အိမ်ကိုကျုပ်ကလှမ်းပြောလိုက်တယ်စိတ်လှုပ်ရှားနေမိတာတော့အမှန်ပဲ
ဒီလိုနဲ့ည8 နာရီကိုရောက်လာပြီပေါ့အိမ်ကဓာမီတလက်ရွာပြင်ဘက်ကိုတော့ခွေးယူတွေမွေပွေးတွေတွေ့ရင်ရိုက်ဖို့ဓာတ်တစ်ချောင်းယူ၍ရဲရင်အိမ်ကိုဝင်ခေါ်ကရွာပြင်ဘက်ကရေတွင်းစီကိုခြေလမ်းများဖြင့်ကျုပ်တို့နှစ်ယောက်ထွက်လာကြပြီအမောင်တွေကကြီးစိုးနေတော့ကျုပ်တို့ဓာမီအလင်းရောင်မှတပါဘာမှမရှိဘူးကိုလူရေငါတော့လန့်နေကွာငါရောပါပဲကြည့်ပါဦးငါတို့ဓာမီအလင်းရောင်ပဲရှိတယ်အေးကွာအောက်ကိုလည်းကြည့်သွားအောင်မွေတွေပါရှိနေအောင်မယ်လေပြင်းလေညင်းလေးတွေကတတုံတုံတိုက်ပြီးပန်းဝန်းကျင်ကြီးကလည်းမဲမောင်ပြီးအကြသံမကြားရလောက်တိတ်ဆိတ်နေတော့ကျုံဖြစ်ကြောတွေချမ်းလာတာများကြက်သိမ်းမွေးတွေတောင်ထနေတယ်ရေတွင်းကြီးကိုမြင်နေရပြီဗျာရေတွင်းကတော့ပုံမှန်ပါပဲရေတွင်းအရှိကိုရောက်ပြီဆိုတာနဲ့တပြိုင်နက်တည်းတိတ်ဆိတ်နေတော့ရွာပြင်ကြီးကချက်ချင်းကိုခွေးတွေဥလာတော့တာဗျခွေးတွေတော်တော်ကိုဥလာတာဗျကျုပ်ကတော့ကြောက်ကြောက်လက်လက်နဲ့ရေတွင်းကိုငုတ်ကြည့်လိုက်တယ်ထိုအချိန်တွင်ရဲရင်သည်တရဲဆိုပြီးအော်နေတာဗျကျုပ်ကဗမာလဲလို့မေးတော့ရေတွင်းထဲမှာရင်လျားကြီးနဲ့ထိုင်နေတာအမလေးဗျာရေတွင်းထဲကကျုပ်တို့ကိုကြည့်နေတာမတ်တက်ကြီးရက်လာပြီဗျလက်လှမ်းပြနေတယ်ကျုပ်တို့နှစ်ယောက်ပြေးမယ်အလုံးမှာမပြေးနဲ့အတန်ကြီးကအောနေတာကျုပ်ကိုကြောက်စိတ်ကြီးစိုးမိုးနေပြီကျုပ်တို့ကလည်းအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဓမိန်မှာသွေးတွေစီးကျနေတာစပင်ကဖားလျားချထားတယ်ကျုပ်တို့ပြေးမယ်ပြန်လှည့်ကြည့်တဲ့အချိန်မှာကျုပ်တို့နှစ်ယောက်ကိုဆွဲပြီးယူရင်းနာကိုတွန်းလိုက်တာအရှိန်တော်တော်ပြင်းတယ်ကံကောင်းလို့ရေထဲမကျတာကျုပ်တို့ဒူးတွေကတော့ပုံးကုန်တာပေါ့ကျုပ်တို့ဖနက်ချော့ပြီးအမြန်ပြေးတော့တာပဲတရေမကတော့အနောက်ကနေမပြေးနဲ့ဆိုပြီးအတင်းကိုလိုက်တာဗျာကျုပ်တို့ကိုမှီတော့မယ်ကျုပ်တို့ပြေးလာတာရွာအဝင်ရောက်တော့အနောက်ကိုလှည့်ကြည့်တော့မရှိတော့ဘူးအဲကြမှာစိတ်လျှော့ပြီးမြေကြီးပေါ်ကိုဘုံခနဲ့လဲချလိုက်တော့တယ်မနေ့ရောက်တော့ကျုပ်အဖေနဲ့အမေကိုဒီရေတွင်းအကြောင်းမေးကြည့်တော့ဒီရေတွင်းကိုအပြိုကြီးမနှင်းပွင့်ရေလာချိုးတဲ့အချိန်အရက်သမားတွေနဲ့တွေ့ပြီးမဒိန်ကျင်းဖို့ဆွဲလာရင်လာလှုပ်တော့အဲ့တော့အပြိုကြီးမနှင်းပွင့်ကရုံးကန်လိုက်တဲ့အချိန်မှာအနောက်ကိုအချိန်ပြင်းပြင်းနဲ့ယုံလိုက်တော့ရေတွင်းထဲကိုပြုတ်ကျပြီးတည်သွားတာတဲ့ဒီအမှုကိုလျှို့ဝှက်ထားတာလို့ပြောတယ်အဲ့ဒီအရက်သမားတွေထဲကလူတစ်ယောက်ကလူချမ်းသာတဲ့ရေတွင်းထဲကနေအလောင်းကိုသူ့လူတွေနဲ့ဆယ်ပြီးရေတွင်းအနားမှာပဲပစ်ထားလိုက်တယ်လို့ပြောတယ်ပြီးမှမွေကြိုက်လို့သေတာဆိုပြီးတော့သတင်းဖြတ်လိုက်တာတဲ့ဒီเจ้าကိုကျုပ်ဖေနဲ့အမေဘလို့သိတယ်လဲဆိုတော့အဲ့ဒီအခင်းဖြစ်ပွားတော့ကအဖေနဲ့အမေကထင်းတွေခုတ်ပြီးပြန်လာတဲ့အချိန်မှာသူတို့နဲ့တိုးတော့တာပဲအဖေနဲ့အမေကကြောက်နေတော့တစ်ပင်အနောက်ကနေပဲကြည်နေရတာတဲ့အဖေနဲ့အမေကဒီเจ้าကိုဘသူ့ကိုမှရှောက်မပြောနဲ့ဆိုပြီးမှားထားတယ်ကျုပ်ထင်ကတော့ကျုပ်တို့မိသားစုကိုအန်တရယ်ပြုတ်မှကြောက်လို့ဖြစ်မှာပေါ့လူကသာချမ်းသာတာစိတ်ကတော့အင်မတန်ယွန်ဖို့ကောင်းပါတယ်ဗျာမိန်းကလေးတွေဒီလိုအဖြစ်ဆိုးကနေကင်းဝေးကြပါစေဗျာဒီကနေ့မှာတော့စာရေးဆရာ YC ရဲ့ရေးသားထားတဲ့ရေတွင်းထဲကတရေမဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ